long လို့ကျမတို့သုံးတဲ့ဒီစကားလုံးလေးဖြစ်ပါတယ် okay long vowel short vowel ဆိုတဲ့ဟာကိုသုံးတဲ့အခါမှာကျမတို့က long လို့သုံးလေးရှိတယ်ပေါ့နော်သူရဲ့အတန်ကျွမ်းမှန်က long ဖြစ်ပါတယ် ong la ong long ဖြစ်ပါတယ် song တခြင်း strong ဘလားတောင်းနေအားရှိတယ် strong wrong okay နောက်ထပ်ဒီတစ်ခုဒီမှားတာကိုလည်းကျမတို့တော်တော်များများ wrong လို့ပြောကြတယ်အဲ့ဒါလည်းသူ့ရဲ့အတန်ချွဲအမှန်လေး wrong အဲ့တော့ long strong wrong okay ဒီလောက်ဆိုရင်တော့ကျမတို့ရဲ့ pronunciation လေးတွေအများကြီးတိုးတက်သွားမယ်လို့ကြည့်မျှော်လင့်ပါတယ်ရှင်နောက်ထပ် video တွေမှာပြန်ဆောင်ရအောင်ဒီ video လေးကကိုယ့်အတွက်အကျုံးဝင်တယ်ဆိုလို့ရှိရင်လည်းကျမရဲ့ channel လေးကို like follow share လုပ်ပေးခဲ့လို့ရသလိုကိုယ့်အတွက်မရှင်းတဲ့အတန်ထွက်လေးတွေရှိလို့ရှိရင်လည်း comment ထဲမှာမေးလို့ရပါတယ်ရှင် video လေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်နောက်ထပ် video မှာပြန်ဆောင်ရအောင် bye